ribbon မှာ legend နေထဲမယ်ပေါ့နော် legend ဆိုတာကြတော့သူက color တွေနဲ့ခွဲပြီးတော့ပြပေးတာကိုပြောတာဖြစ်တယ်အဲ့တော့ that ဆိုလို့ရှိရင် that legend ကိုသွားမယ် pipe ဆိုလို့ရှိရင် pipe legend ကိုသွားမယ်အဲ့တော့ that legend ကိုသွားလိုက်မယ် that legend ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကလေးတစ်ချက်ချလိုက်ဒါဆိုလို့ရှိရင်သူက3မျိုးရှိရပေါ့နော်နွမ်းဘာမှမရှိတဲ့ဟာဒီတိုင်းချမှာလားဒါမှမဟုတ် flow နဲ့ချမှာလား glossy နဲ့ချမှာလား that ရဲ့ပေါ့နော်တွက်ချက်ထားတဲ့ဟာတွေဆိုလို့ရှိရင်တွက်ထားတဲ့ဟာတွေဆိုလို့ရှိရင် flow နဲ့သွားမယ်ဆိုလို့ရှိရင် flow တိုင်းကိုသူကထွက်လာပြီးမှဖြစ်တယ်အဲ့တော့ဒီမှာ calculate တွက်တဲ့အတိုင်းကိုဒီမှာဒီ ACM ရဲ့တွက်ထားတဲ့အတိုင်းတွေကိုသူထွက်လာပေးတာဖြစ်တယ်အဲ့တော့အဲ့ဒါမလို့ချင်းကိုက lens နဲ့လို့ချင်တာပေါ့နော်ဒါဆိုလို့ရှိရင် flow တိုင်းကိုဒီ color code တွေနဲ့မလို့ချင်းဘူးသူ့ကို edit scan ကိုနှိပ်လိုက်မယ်သူ့ကိုတစ်ချက် select မှ edit scan ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာအသစ်ဖန်တီးမှာဖြစ်တဲ့အတွက်တစ်ခုကို duplicate လုပ်လိုက် duplicate လုပ်လိုက်ပြီးတော့ဒါကို lens နဲ့သွားမယ်အဲ့တော့ alien gth lens ကိုပြောလိုက်မယ်ပြီးဆိုရှင် okay ပြောလိုက်တယ်ပြီးဆို lens ကိုရွေးထားမယ်ပြီးဆိုလို့ရှိရင်ဒီနေရာမှာ dash color နေရာမှာ color နေရာလေးမှာ lens တို့ပြန်ရွေးပေးမယ်နော် lens တို့ပြန်ရွေးလိုက်ပြီးဆိုလို့ရှိရင် color တွေကတော့မပြောင်းလဲဘူးပေါ့နော် color တွေကတော့ new color scan နဲ့ပြောင်းမယ်ပေါ့ lens ကိုမှပြီးတော့ by value နဲ့သွားမယ်ပေါ့နော် by range နဲ့သွားမယ်ပေါ့ range က that ရဲ့ size က20ထက် that ရဲ့ length က20ထက်ရှိတယ်ဆိုလို့သေးတယ်ဆိုလို့ရှိရင်20ထက်တိုးတယ်ဆိုလို့ရှိရင်သူ့ကိုဒီ color ကိုပြပေးမယ် that ရဲ့ size က20ထက်ရှိတယ်20 length မီတာထက်ရှိတယ်ဆိုလို့ရှိရင်သူ့ကိုမီလီမီတာထက်ရှိတယ်ဆိုလို့ရှိရင်ဒီမီလီမီတာထက်ရှိတယ်ဆိုလို့ရှိရင်ဒီဟာနဲ့ပြပေးမှာဖြစ်တယ်အဲ့တော့ apply လုပ်လိုက်မယ်ပြီးဆိုလို့ရှိရင် okay လုပ်လိုက်မယ်နော်ဒါဆိုလို့ရှိရင်သူက pipe ကless than 20ထက်ရှိတဲ့ဟာကိုဒီ color နဲ့ပြတာဖြစ်ပြီးတော့ pipe က20ထက်များတဲ့ဟာနဲ့ဆိုလို့ရှိရင်ဒီဟာနဲ့ပြသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ hash ချဲ့မယ်ပေါ့နော် hash ချဲ့မယ်ဆိုလို့ရှိရင်ကြတော့သူက region ထဲမှာသွားမယ် fill region ကိုနှိပ်လိုက်မယ်အဲ့ခါမှာ fill region ဆိုလို့ရှိရင်ဒီမှာ create လုပ်လို့ရတယ် fill hash ချဲ့မဲ့နေရာလေးကိုဝိုင်းပြပေးရမယ်ပေါ့နော်အဝိုင်းလေးနဲ့ပြမှာလား၄တောင်နဲ့ပြမှာလား၄တောင်လေးနဲ့ပြမယ်ဒါဆိုလို့ရှိရင်ဒီနေရာလေးကိုဝိုင်းလေးနဲ့ပြလိုက်ပြီးဆိုလို့ရှိရင်ကလေး၄တောင်လေးနဲ့ပြမယ်ပြီးဆိုလို့ရှိရင် finish လုပ်လိုက်မယ် finish လုပ်လိုက်မယ်ဆိုရင်သူကဒီနေရာမှာဒီလိုမျိုးလေးပိတ်သွားတယ်ပေါ့နော်အဲ့တော့မပိတ်ဘူးဆိုလို့ရှိရင်သူ့ကို select ပြန်မှတ်မယ် edit type ထဲကိုသွားမယ် fill region ကိုဒီနားလေးမှာ masking လေးကိုအမှန်ကြီးဖြုတ်လိုက်မယ် apply လုပ်လိုက်မယ် okay လုပ်လိုက်မယ်ဒါဆိုရင်သူကကြတော့ရိုးရိုး hash ချဲ့သွားတာပဲဖြစ်တယ်သူ့ရဲ့ဒီနေရာလေးကိုပဲ hash ချဲ့သွားဖြစ်တယ် hash button ကကြတော့ဒီနေရာလေးမှာရွေးလို့ရတယ် diagonal ပုံစံရွေးမှာလားဒါမှမဟုတ်ရင် horizontal လား vertical လား diagonal လားပေါ့နော်ဒါဆိုလို့ရှိရင်ဒါကကြတော့ hash button ကိုဒေါင်ဆောင်ချဲ့သွားတာဖြစ်တယ်အဲ့တော့အဲ့ခါမှာ masking ဆိုတာကိုအမှန်ကြီးတက်ထားမယ်ဆိုလို့ရှိရင်သူကအပိတ်ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဒီနေရာလေးမှာ masking ကိုအမှန်ကြီးတက်ထားမယ်ဆိုလို့ရှိရင်သူက hash ကိုအပိတ်ကြီးနဲ့သူက region ဖြစ်တယ်လို့မျိုးအပိတ်ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်တွေ့ရသေးရပေါ့နော်ဒီနေရာမှာ move ကိုရွေးပြီးတော့ဒီမှာဒီနေရာကိုဒီနားမှာပိတ်ချဲမယ်ဆိုရင်ဒီနားမှာအပိတ်ချဲလို့ရတယ်ပေါ့နော်အဲ့ဒါကိုတခြားဒီ level 2မှာလည်းဒီနေရာမှာပဲပြန်ပြီးတော့ပိတ်မယ်ပေါ့နော်ဒါဆိုရှင်သူ့ကို copy ကူးမယ်အဲ့တော့ select မှတ်လိုက်တယ် copy to clipboard ယူလိုက်မယ်ပြီးဆိုလို့ရှိရင် paste align to selected level လို့2ကိုရွေးမယ်ပေါ့ floor plan level 2ကိုရွေးမယ်ပြီးဆိုလို့ရှိရင် okay လုပ်လိုက်မယ်ဒါဆိုရင် floor plan level 2မှာလည်းသူကသွားပြီးတော့ masking လုပ်ပေးနေမှာဖြစ်တယ်ပေါ့နော်ဒီနေရာလေးတွေမှာသူ့ကိုအပိတ် object ပုံစံလုပ်ပေးနေမှာဖြစ်တယ်ဒါကကြတော့သူ့ကို duplicate လုပ်လိုက် copy ကူးလိုက်တာပေါ့နော် copy ကူးလိုက်တဲ့အတွက်ကြောင့်မို့လို့သူကဒီတိုင်းလေးပဲသူချဲပေးသွားမှာဖြစ်တယ်ပေါ့နော်